ဒီအယိုးကျွင်းကြီးငါတို့မတွေ့ခဲ့ဘူးဆိုရင်ဒါကြီးကတကယ်ရှိတယ်ဆိုတာမျိုးငါတို့ယုံမှာမဟုတ်ဘူးကွာသလားဒိုင်နာကြီးလားလို့ဘာလို့အဲ့လိုမျိုးထင်မှာပေါ့နော်ဒါကတော့ museum အဝါဖြစ်ပါတယ်သူက entrance က3ပေါက်လောက်ရှိတယ် okay cherry စပွင့်နေပြီဒီနေ့က American ဘာဖြစ်လဲ Museum of Natural History ကိုရောက်နေရပါတော့ဆရာမကြီးစုစံဘာမှမစားရသေးဘူးအဲဒါမလို့ food court ထဲသွားဖို့တက်စီရပါပြီးရင်တွေ့မယ်နော်ဒီထဲမှာဆိုရင် sushi ရှိရပြီးတော့ hot bar ရှိရပေါ့နော် buffet လို့မျိုးရှိရ buffet ကတော့ဈေးကြီးမှန်းတဲ့တော့တစ်ပေါင်ကိုဘယ်လောက်လဲကွာတာ၄ပုံတစ်ပုံတစ်ပေါင်ရဲ့၄ပုံတစ်ပုံကို၄ကျပ်အဲ့တော့တစ်ခုချင်းစီကွာအဲ့ဒီသမင်းဆိုရင်တစ်ပေါင်ရဲ့၄ပုံတစ်ပုံကို၄ကျပ်ပြား30အဲ့လိုမျိုးတွေအဲ့လို mac and cheese အဲ့လိုဒီဘက်ဆိုရင် whole bar ဆာလာလောက်စားလို့ရတယ်ကွာအဲ့လိုဒီထဲမှာတော့ကျဲတယ်ပေါ့နော် snack တွေလည်းရှိရယ် coffee တွေလည်းရှိရယ်ဒါကဟိုးမြေအောက်ဆုံးမှာရှိရယ်food court ပေါ့နော်ပြီးတော့သူကဒီမှာတစ်လွှာမှာ cafe တစ်ခုရှိရယ်ပြီးတော့၄လွှာမှာ cafe တစ်ခုရှိရယ်ခေးစားလိုက်ပါဦးမယ်ရှင့်ဟာအပြင်မှာမလားတော်လားဟာလားအေးတို့$9ပေးလိုက်ရလို့museum ထဲမှာ$9ပေးလိုက်ရလို့ဒါဆိုရင်ဒါသူစားနေရဟာရယ်ဒီကြက်ကြော်ရယ် fries ကစုစုပေါင်း38ကျပ်ကျတယ်ပေါ့နော်ဘာပကြီးပေါ့နော်အော်မတမေပုံလေးဆွဲသွားအေးဒါကြီးကဒိုင်နိုဆောရဲ့ခေါင်းပေါ့နော်ဟိုးထဲထိရောက်အောင်ဒီယိုးအကျွင်းကြံပေါ့နော်ဒီကြောက်ဖိတ်ရုပ်ကျွင်းကိုအာဂျင်တီးနားမှာတွေ့ရှိခဲ့တာတဲ့စစကြီးဒီဒိုင်နိုဆောကြီးတွေကတကယ်ရှိခဲ့တာပဲတကယ်ငါတို့ဒါကြီးဒါရုပ်ကျွင်းတာမရှိဘူးဆိုရင်မပြဆရာမကြီးပြတယ်ဘာကြီးပြအော်ဒီမှာဒီရှာမှာတွေ့ရတယ်အာဂျင်တီးနားဆောက်ရှိတယ်ဘယ်တော့လဲဆိုလုံးခဲ့တာမောင်တရားစစ်တန်းပေါင်းတရားနှစ်တန်းတော့ရှိခဲ့တာရှိခဲ့တွေ့ရဟာ2014မှာတွေ့ရ2014မှာဒါတွေ့ရအေးပေါ့2014မှာဒါယူတွေ့ခဲ့တာဆိုကောင်းတယ်ဒါယူတွေ့မသိရသူစိုးမိတ်တွေ့ရကြတယ်ဒါယူတွေ့ကိုရအရန်ကန်ကောင်းလဲလို့အမတားမောင်တရားနှစ်တန်းကျော်အေးဟုတ်တယ်လွန်ခဲ့တဲ့နှစ်ပေါင်း102တန်းကျော်ကသူတို့ဒါရှိခဲ့တာပေါ့နော်ဆိုတော့သူတို့ကဒီအယိုးတွေရဲ့ဒီကြောက်ဖိတ်ရွကျွင်းတွေကနေပြီးတော့သူတို့အပေါက်ဘလောက်ရှိလဲဆိုတာမှန်းလို့ရတာကွာတလားအဲ့ဒါဒီအောက်မှာ education လုပ်ရဟာeducation site တွေရှိရပေါ့နော်အဲ့ဒါဖတ်ထားတာကွာအဲ့ဒါဖတ်ပြီးပြောပြတာပေါ့နော်ဒါကြီးကအရန်ကြီးရယ်နေစမ်းကြည့်ဒီအယိုးကျွင်းကြီးငါတို့မတွေ့ခဲ့ဘူးဆိုရင်ဒါကြီးကတကယ်ရှိတယ်ဆိုတာမျိုးငါတို့ယုံမှာမဟုတ်ဘူးကွာသလားဒိုင်နာကြီးလားလို့ဘာလို့အဲ့လိုမျိုးထင်မှာပေါ့နော်ဒါပေမဲ့ဒါကြီးကတကယ်ရှိရတာလုံးဝ surprise မကြည့်အမေကအရွှေကြီးပဲဗလားလုံးဝဒိုင်နိုဆောကြီးမကြည့်ကြီးပဲဒါဆိုရင်ဒီဒိုင်နိုဆောအကြောင်းကိုသိကျင်နေဆိုရင်လည်းဒီမှာကွာသူတို့ရုပ်ရှင်ပြထားတာကွာဒီမှာ free ဝင်ကြည့်လို့ရတယ်ပေါ့နော်လုံးဝဒီမှာပြထားတဲ့ဟာတွေကတကယ်သတင်းအချက်လက်တွေကိုစိတ်ဝင်စားအောင်ပြထားတာကွာအဲ့ဒီခါကျတော့အရန်စိတ်ဝင်စားဖို့ကောင်းတာအဆိုလွန်ခဲ့တဲ့နှစ်ပေါင်းတန်း250နဲ့ပြအဲ့ဒီကကဘာမြေပေါ့မကြည့်မတူအခုရှိရမြေပေါ်နဲ့မတူဘူးတို့လားအေးရွှေအများကြီးပဲတို့လားဆောင်းလေးတွေကြည့်ဒီမှာဆာလေးတွေအေးအဲ့လိုမျိုးတဖြည်းဖြည်းနဲ့သူကဟိုဖြစ်သွားပြီဒီမှာအာရှမဟုတ်ဒီမှာတူလေးอ่ะအာရှရင်းနဲ့ရှိရယ်အာရှရှိရလေဒါပေမဲ့အခုအရင်ခေတ်ကဒီမှာလေအရင်ခေတ်ကအာရှဒီလိုဟာလေ North America ဒီမှာအာရှဒီလိုပုံစံကနေအခုခေတ်ကဒီလိုပုံစံဖြစ်သွားတာဟုတ်လားနော်အဲ့လိုလားအေးဆိုအဲ့လိုလဲကြည့်လို့ရတယ်ပြီးတော့ဒီမှာကြည့်တချို့ဒိုင်နိုဆောအကောင်အယိုးတွေဆိုရင်ကွာသူကတကူလုံးရှာမတွေ့ဘူးကွာမကြည့်ခေါင်းပဲရှာတွေ့ဟုတ်လား
အဲ့လိုမျိုးသူတို့ frame လုပ်ပေးထားတာကွာဒါသူတို့ရှာမတွေ့လို့အယိုးလိုမျိုးခေါင်းတစ်ခုပဲရှာတွေ့အဲ့လိုမျိုးအကျန်တဲ့အကောင်လေးပြထားတာကွာတန် frame နဲ့စောက်ပေးထားတာခုကတော့ဒိုင်နိုဆောတွေရှိရဲ့နေရာကိုရောက်နေအောင်ပေါ့နော်အေးဆိုဒိုင်နိုဆောနေတာအသက်ရှိသေးတယ်ဆိုရင်ငါတို့လူတွေရှိမှာမဟုတ်ဘူးကွာဟုတ်မလားသူတို့ကငါတို့စားသည်ဖြစ်စေမစားသည်ဖြစ်စေသူတို့ကငါတို့တက်နေတာနဲ့ငါတို့သေမှာနော်သူတို့ငါတို့တက်နေတာနဲ့ငါတို့သေမှာနေစဉ်းစားကြည့်ဟာဒီလားဒိုင်နိုဆောကသူ့စော်နေသူရန်ဖြစ်လာတာဟာသိရမလားစော်ကစိတ်ဆိုးထပ်ပြေးသွားတာဟာသိမလားရှင်းကျမလုတ်တယ်ဘာညာဝူဝါထပ်ပြေးသွားငါတို့လူတွေအောက်ကသေမှာသိအကျိတ်ကလည်းသေမှာအိုးမကြည့်ငါပြမယ်မကြည့်အတူရဲ့ခြေထောက်အယိုးတဲ့စဉ်းစားကြည့်ရတယ်ဘသူ့ကိုပိုင်းစားခြင်းလို့ဆိုအဲ့ဟာကြီးဖြန်းကလေးဆိုလိုက်ချာစူစားပါကြည့်ကိုကြည့်ပြရတဲ့လူတွေဆိုရင်လည်းသူအဲ့ဒါလည်းပါချပဲတဲ့ interesting โอ้New Mexico မှာတွေ့ရတဲ့ New Mexico မှာတွေ့ရတဲ့ကျန်အောင်ဝစရာကြီး fossils တဲ့လုံးဝကြောက်ဖြစ်ရုပ်ကျွင်းနေရှိလို့ဒါဒိုင်နာကြီးမဟုတ်ဘဲနဲ့တကယ်ဆိုတော့သိခဲ့ရတာပေါ့နော်ဒီမှာဆိုရင်မကြည့်ဒိုင်နိုဆောတွေအကြောင်းသိချင်လားသိချင်တယ်ဆိုရင်ရှင်းပြမဲ့လူမရှိလည်းကိစ္စမရှိဘူးသူတို့လို့ screen နေပေးထားတယ်ကွာသူကိုကဒီအကြောင်းသိချင်တယ်ဆိုရင်ကိုကရှင်းပြရကွာကိုရှင်းပြရအဲ့တော့ကိုသိချင်တာဘာရှိလဲဒီမှာတိုးကိုင်းမရှိလဲကိုရှင်းပြမဲ့လူရှိရကွာအဲ့လိုပေါ့နော်ပြီးတော့ဒီမှာဘယ်ဒိုင်နိုဆောကဘယ်လိုမျိုးဆိုတာကိုအဲ့လိုကောင်တာလေးတွေနဲ့ထားထားပြီးအဲ့လိုမျိုး boot လေးရှိရပေါ့နော်တော့ဒိုင်နိုဆောရှာပုံတော့ဆက်ခွက်လိုက်ပါဦးမယ် let's go အိုးဒီအဲ့ဒါဒိုင်နိုဆောမျိုးတွေရဲ့ဘယ်လိုခေါ်ရလဲ family tree ဒီကောင်ဖြစ်ခွင့်ရလို့ဒီကောင်ဒီဒိုင်နိုဆောလေဒီအကောင်တွေကရှူးပြန်ပေါ့မကြည့်ဒိုင်နိုဆောအေးမလေးရှူးပြန်နေအဲ့လိုသူကအယူကတူးလေးလေးအေးအဒီအေးဆိုမအဲ့လိုဆိုသူတို့အပေါ်မှာထားတာကွာဒီကြိုင်စစတော့ဘောစိုက်နေလို့ဟဲ့သူတို့အင်းပါချာငါတို့ခေါင်းမကြောက်ဒါဆိုနောက်ဒိုင်နိုဆောအားတွေတစ်ခုပေါ့နော်အကြည့်ရုပ်ရှင်ရှိရတယ်ဒီကအဲ့ဒီရတိုင်း Nice of the museum ညကြည့်တာဒီကောင်လေးအသက်ဝင်တာဒီထဲမှာရိုက်တာလေသူတို့ဒီထဲမှာရိုက်တာဘာကြီးလဲလိတ်တော့မဟုတ်လားလိတ်တော့မဟုတ်ဘူးအော်ဟုတ်တယ်လိတ်တာတာတဲ့လိတ်ရဟုတ်တယ်သူပြောမှန်လိတ်တော့မပြန်လာဘူးငါတို့လည်းလာရဲ့နော်ဟိုမကြီးလိတ်ကြအကြီးပဲဟဲ့ဟုတ်စီလူထထောင်ကြီးရအေးဟိုပေါ်မှာလဲဘာကြီးလဲအဲ့ဒါကြီးอ่ะအိုးမကြည့်အကြီးရတို့လားသူတို့ကကွာတကယ်အချိုးအစ်စ်အယိုးအဲ့လိုမျိုးဟာတွေသူတို့လှုပ်ထားကွာပုံစံတူဖြစ်အောင်မျိုးလှုပ်ထားအရမ်းမိုက်တယ်ဒီလားအဲရှိပေါ့ကြီးအာဒီမှာကြည့်ထားဆိုရင်လိတ်ဥဘလို့ဖြစ်လဲဆိုတာအစာပြတာကွာတကယ်လိတ်ဥငါလောက်တာပေါ့ဒီမှာကြည့်ဒိုင်နိုဆောဥလိတ်ဥမှာတော့ရှင်းပြဟာဟုတ်လားဥကလုံးလုံးလေးလည်းမဟုတ်အေးရှည်လေးတော့ဟုတ်လားခရကိုဒိုင်ဥပြီးတော့ဒီမှာဥသူတို့ဘလို့အကောင်ပေါက်လာတယ်အဲ့လိုအားဆိုသူတို့ရေးပြထားတယ်ကွာပြီးတော့အကောင်ဥအထဲမှာဖွဲ့စည်းပုံကဘလို့အဲ့လိုမျိုးတွေဒီမှာအရန်ဘဟုတူတာရဟောမကြည့်စူဇန်ဟိုတဲဝင်သွားလိုက်ဒီတဲမကြည့်ဒီမှာဆိုတို့လားမှန်ဘလုံးနဲ့ကြည့်လို့ရတယ်မှာတို့လားအဲ့ဒါကိုဝင်ကြည့်လိုက်ဩတွေ့ရမလားအဲ့ဒါသေးလေးအေးဆို
ငါယူဒီမှာကြည့်ဒီမှာကင်ကြည့်လို့ရတယ်ဒါကြတော့ကင်လို့ရတယ်ကွာ तू က piece touch ခဲလိုက်ရင်အဲ့ဒါပြက်သွားမှာဆိုတော့အပြားလိုက်အဲ့လိုလုပ်တာ အေးပေါ့အယိုးမြင့်လေးဆိုတော့ငါ6မဟုတ်ပါဘူးလေငါ6တဲ့ကြည့်ငါတွေ့ရလဲငါ6တဲ့ငါတက်ပို့ဆိုးလေ6နေရလေငါ Ocean Life အထဲမှာပြမှာကွာပြီး Ocean Life သွားတော့ငါဆိုဟာငါတို့ရေပွဲတို့ပစုံတို့ကွာအဲ့ဒါကိုသူများတွေကြည့်ပြီးတော့အော်ငါဟော့ပေါ်စားခြင်းငါတော်မကောင်းတဲ့မိမပဲလို့ငါထွင်းတာပေါ့တကယ်လားတကယ်ဟာငါအစ်စ်မဟုတ်နော်ဒါတော့ကြောက်နေတယ်အေးအဲ့လိုမျိုးတော့ဖြစ်မယ်နဲ့တူတယ်အောက်ကိုလည်းကြည့်တာအောင်နေရလဲရောက်တယ်လုံးဝ50 million ဇကိုးอ่ะငါ6နှစ်ပေါင်းတန်း90အကိုကဟာ6ဟုတ်စားတယ်โอเคလုံးဝ surprise ဖြစ်စေမယ့်အရာတစ်ခုရှိတယ်အဲ့ဒါကိုတွက်ကြည့်ကြမယ် Thank you so much Oh မကြီး amethyst es adon ကြည့်လိုက် es adon amethyst No. 11,000 funtów, 5 ton. Chodź. Co to ile to jest? A popatrzmy na Wolczyk. တော့ပါမိုက်တယ်နော်ဒါရဆိုရင် New York City မှာရှိတဲ့ minerals တွေအစ်စ်တွေဘယ်နဲ့အတူကြီးလဲမကြည့် Fabulous Gems of Mogul ကကြောက်တယ်ဒီမှာကြည့်ဗမာပြည်ကကြောက်တယ်ကျန်ရောက်ထားပြောနေတယ်မကြည့် ပရမီယာရေ Ruby လေဒီမှာ Ruby ကဗမာပြည်ကအကောင်းဆုံးပဲမကြည့်ဓပုံနေနဲ့တစ်စကြာအကောင်းဆုံးထွက်တဲ့နေရာတွေမကြည့်နံပါတ်1နေရာမြန်မာနံပါတ်2လည်းမြန်မာပဲနံပါတ်3လည်းမြန်မာပဲနံပါတ်4လည်းမြန်မာပဲမတို့လားကြောက်ထွက်တဲ့နေရာမြန်မာတွေရွယ်မကြည့် Ruby Trade I'm so proud of me so proud of Myanmar နော်မကြည့်မြန်မာနိုင်ငံမြေပုံနဲ့ကွာထွက်တဲ့နေရာမိုးကုတ်ကဒီကြောက်လောကမှာနာမည်ကြီးနော်ဟုတ်လားမိုးကုတ်ကထွက်တဲ့ကြောက်တွေဒါဇာတိသွေးဇာတိမကြွားမယ်နေမှာမိုးကုတ်ပုတ်မိုးကုတ်ဆန်လောက်ပါဒီစုစားပါမကြည့်ဒါအမေရိကနယူးယောက်စီးတီးမှာရှိရမြို့လေကောင်းမှာရှိရမြူဇီယံထဲမှာနော်နေရကြောက်တယ်ဟုတ်လားဗမာပြည်ကကြောက်နေရှင်ဘလောက်ကုန်ယူစရာကောင်းလဲမြန်မာနိုင်ငံကကြောက်တယ်အထူးသဖြင့်မိုးကုတ်ကကြောက်တယ်မိုးကုတ်သားတယ်နော်အရှမ်းကုန်ယူစရာကောင်းတယ် Sapphire သူကြည့်လိုက်တာအမှနံပါတ်5လေးဟုတ်ပါနံပါတ်5လေးလက်နာ Sapphire ဘတ်စလီအိုးဆကာဘတ်စကာပါလေဘတ်စကာ synthetic gem ဆက်တန်းတဲ့ဆိုအတု ဟုတ်လား ဒါဆိုရင်ဒီတစ်လွှာလုံးကကြောက်တယ်ဒါဆိုဒါအဲ့ကြောက်တဲ့ chemical compound တွေကိုရှင်းပြတာပေါ့နော် classify by chemistry ဆိုပြီးတော့ဒီမှာ table နဲ့ရှင်းပြတာ periodic table နဲ့ဟာမှတ်မိသေးလားခင်ဗျားမကြည့်ရွှေ့လို့ရတယ်ဟုတ်လားကိုဘာလိုချင်တဲ့ပုံပေါင်းဟိုကနေဒီကနေပေါင်းလိုက်ရင်ဘာ I'm sorry ဟိုကနေဒီကနေပေါင်းလိုက်ရင်ဘာရမလဲဆိုပြီးတော့ကွာမကြည့် chemistry ကိုဟာကိုလုပ်ကြည့်လို့ရတယ်ဟို formula တွေနဲ့အရှမ်းစိတ်ဝင်စားဖို့ကောင်းတယ်မိုက်တော့ဒီဟာရဲ့ဇက်ကြောင်းကဒီမှာရေးထားတာကွာ shine like a light တဲ့ပြီးတော့ဒီကြောက်တုံးမှာဆိုရင်တဲ့ကျင်းနီပေါ့နော်ကျင်းနီကတဲ့18အိမ်ကိုပေးလို့ရတယ်လျှက်စစ်ဓာတ်ထုတ်ပေးနိုင်တဲ့ပမာဏနဲ့ညီမျှတယ်တဲ့ဒီတုံးက yes သူတို့ရေးတာ
ဒါဆိုရင်ဒါ Big Bang Theory ပေါ့နော်အဲ့ဒီဟာကို confirm လုပ်မယ် show ပေါ့နော်အဲ့ဒါကိုလာကြည့်ရဖြစ်ပါတယ်ပြမယ်နော်အခုနောက်9မိနစ်ဆိုရင်ဝင်လို့ရပြီဒီထဲကိုဒီလိုအလုံးလိုမျိုးပြဟာအဲ့ထဲမှာကြည့်ရလုံးကြီးပဲစောက်တာလုံးဝ spaceship ထဲကိုရောက်တော့လို့ခံစားအောင်လုပ်တာရောက်တော့ပါမယ်ဝင်ရတော့ပါမယ်ရှင်ဒါအထဲမှာလို့ပေါ့နော်ဒီကားလေအတစ်တိုးကားလေအဲ့တော့ဒီ over 13 billion years ago ကနေပြီးတော့ဆင်းလာပြီဖြည်းဖြည်းနဲ့မှအခုဆင်းလာပြီမှာကွာအခုရောက်နေတာဘယ်လောက်12 billion years ကိုရောက်ပြီမေဆိုလေးတို့12 billion အေးရတယ်12 billion years ကနေအောက်ထပ်ဆင်းမယ်အချိန်ခရီးသွားနေရပါတော့အခုဆိုရင်တော့11 billion years ကိုရောက်ပြီဘယ်ဟာလေးလဲ okay မာရီယာဒီလေးမာရီယာပတ်စံဖြုံးပဲလေ10 billion မာရီယာစားတာလေ40ဘူးစားတော့ဒီမာရီယာတထေးပါဒီမာရီတထေးပါကြီးမျက်နှာမှတ်ထားကြရှယ်တော့ကျန်ခဲ့ပြီပေါ့အပေါ်မှာပြန်မတတ်ပါအောက်ကနေသွားလို့ရတယ်လေအပေါ်ပြန်ပြီးတော့အလက်တကြသူဒီဟာကိုသူအရန်နေသူကြိုက်တာကြိုက်တော့သူမှဝယ်မယ်လို့နာခဲမှာအရှိမချစ်တီတူချစ်တီမျိုးတစ်တီတူနဲ့2ယောက်ကိုရโอเคစလာပါပြီရောက်တော့မှ present time ကိုရောက်တော့မှတဖြည်းဖြည်းနီးလာပြီအခု4 billion ရီရရောက်ပြီအခုအာတင်နာ time travel လုပ်နေ3 billion ရီရရောက်ပါပြီ2 billion ရီရရောက်ပါပြီ Big Bang ကနေစဖြစ်လာတဖြည်းဖြည်းနဲ့ life form နေစဖြစ်လာပြီအိုးရောက်ပြီ0 billion ရီရစကိုpresent time ကိုရောက်ပြီရှင်လာအောက်ဆင်းမယ်လား I will show you something အိုးမကျ star လိုက်ကြည့်လိုက်တာကြည့်ရစက်သူရှင်းပြဟာ galaxy stars တွေ planet တွေကြောင့်ရှင်းပြဟာကွာမကြည့်ဒါဆိုရင်ငါတို့ဒီမှာရှိရဲ့ universe galaxy star planets နော်အဲ့ဆိုရင်နေတဲ့ဒါကိုနှိပ်ဒါပြဒီဒါဆို galaxy ရတာရောင်လေးနေတာကွာအဲ့တော့အကုန်ရေးထားတယ်ဘယ်နားမှာပါရှိရကွာဒါဆိုရင် space ဒါဆိုရင် light matter အကုန်ပြထားဒီလိုမျိုးတွေဖြစ်လာတယ်ပေါ့ဒီမျိုးတွေရှိတယ်ပြီးတော့ထဲထဲမှာဆိုရင်ဒီအထဲထဲမှာ black hole ကိုပြတဲ့ movie ရှိတယ် movie free ကြည့်လို့ရတယ်ကွာလာအရန်စိတ်ဝင်စားကြကောင်းတယ်တခုပြအောင်မယ်နေပေါ်မှာဆိုရင်ကိုယ့်ရဲ့ weight ဘယ်လောက်ရှိလဲသွားစူးစမ်းချိန်ကြည့်သွားချိန်သွားဟာပဲ neuron star ပေါ်မှာ 1.8 trillion pounds လေးတယ်ဒီမိုင်းအရန်လေးတယ်ဒီမိုင်းအရန်လေးတယ် star ပေါ်မှာဒါဆိုရင် galaxy အကြောင်း planet တွေအကြောင်း stars တွေအကြောင်းအကုန်လေ့လာလို့ရတယ်ပေါ့နော်စာရေးပေးထားရပါOh thank you so much အဆိုရင်
triple double star diagram ဟိုအသေးစိတ်ဟိုမှာလေးလာလို့ရ Okay ဒါလေးပြချင်လို့ပါအခုက biodiversity ဆိုတာပေါ့ရောက်နေဒီမှာကတကယ်ရေသက်တော်ဝါတွေကုန်းသက်တော်ဝါတွေ insect တွေအကြောင်းသေချာရှင်းပြထားတာပေါ့နော်။မှာဆိုရင်ထိုင်ပြီးတော့အေးစစ်စစ်ကွန်ပျူတာနဲ့ TV နဲ့လေ့လာလို့ရတယ်။မာကြီးကလေ့လာတော့မှထိုင်ပြီးတော့ညောင်းလို့တိုင်ရတယ်။တောက်ရှောက် ဒီမှာပဲကြည့်ရမှာ fish နော် ဟုတ်ပါအကြီးပဲနော်ဒါဆိုဟာ Okay ရှောက်ပါပြီရှင်ဒီမှာဆိုရင်တကယ်ပန်းအစ်စ်ပြတာပေါ့နော်တဖြည်းဖြည်းနဲ့ဘာပြမလဲဆိုရင်လုံးဝဟာကြောက်ထွင်းရုပ်ထုတွေစေးစိတ်ထားတာတွေသူတို့ပြရတယ်ကွာ insect တွေဟုတ်တယ်ငါးတယ်ရိုးပေါင်တူဒါမေအကြိုက်ဆုံး exhibit တစ်ခုပေါ့နော်ဝေလာငါးကြည့်ပဲ Okay ဒီမှာ so much going on yeah တော့ကပရီ အကောင်နေသလားကြောက်ပစုံကနေစားကောက်မျိုးမျိုးဒါ tree of life မှာဆိုရင်ကွာရေအောက်ထဲမှာငါးတွေပစုံတွေ jellyfish တွေဘယ်လိုမျိုးနေလဲဆိုတော့ movie ပေါ့နော် documentary လိုမျိုးပြဟာကွာပြီးရင်အောက်မှာစာလေးတွေနဲ့တရုပ်ဖို့ဟာလေးနဲ့ထပ်ပြထားတယ်ပေါ့နော်အောက်မှာစာတွေဖတ်လို့ရတယ်စာတွေပါရေးပေးထားတယ်အားဆို ချစ်စရာကောင်း တလိမ့်ဆန်ရုံသွားကြမလို့ပဲနဲ့အကောင့်လေးမြင်ရတယ်အမေဒီအကောင့်လေးကတော့အသက်မရှိတော့ဘူးပေါ့နော် ဟိုကသူ့စက်တော့သွားတယ် ဒီဘာလို့လဲ စက်တော့မင်းသားလေးကဲ ကတော့ပါဦးနေရလဲဒါမကြည့်အောင်တစ်ပင်ရဲ့စီပိုင်းနဲတာရမဟုတ်ကြည့်အောင်အဲ့လောက်ကြီးရဲ့တစ်ပင်ရဲ့တစ်ပင်ရဲ့အသက်ကိုဘယ်လိုကြည့်လဲဘာညာဒီမှာအကုန်ကွာကြာဟာနှစ်ပေါင်း 1.8 million က Homo augusta နှစ်ပေါင်း 1.8 million ကလူတွေဖြစ်လာမယ်အမဲလိုက်တာကွာဒီလူတွေက evolve ဖြစ်လာတာဒါဆို1000ခွဲမှာ Homo sapien ဖြစ်လာတယ်ငါတို့မျိုးစုတွေဒီမှာ intelligent ဖြစ်ပြီးတော့ Homo sapien နေ language origin ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒီအကောင်တွေကိုငါတို့က language နဲ့ပတ်သက်ပြီးသိအောင်ဘယ်လိုလုပ်လဲကွာသူတို့ဆို picture cut တွေပြပြီးတင်တာအဲ့တော့ဒါဆိုရင်ဒီ picture cut ဆိုရင် no ကိုပြတာကွာ Sue put အဲ့လိုမျိုးကတ်နဲ့သူတို့အရှိမပြပြပြီးတင်အကောင်မျိုးအဲ့လိုအနေနဲ့သူတို့ကနားလဲတာကွာသိတယ်မကြည့် Talk. အဲ့လိုမျိုးဒီမှာလေ
about the research တဲ့သူလားဒီမှာ research လုပ်ထားတာကွာမသိဘူး အော်သူကချိုးပြ talking key ပေါ့ကွာဒါရဲ့ဟာအဲ့တော့ 8 ကပါလေလူဝန် ဟုတ်တယ် ဟုတ်နော်လူဝန်တွေကဒီလူတွေပြောသလိုမျိုးအတန်တွေကိုတော့မပြောနိုင်ဘူးကွာတလားအဲကြောင့်မလို့ဒီလူဝန်တွေနဲ့လူတွေနဲ့ communicate လုပ်တာစကားပြောဖို့ဒီ talk book တွေနဲ့ဒီ keyboard နဲ့သူကပြက်ပြပြီးပြောတာကွာတလားအဲ့တော့လူဝန်တွေနေရာမှာဝင်ပြီးကိုရီးယားနားလဲအောင်ဘယ်လိုလုပ်မလဲကွာမကြည့်ဒါတော့နှိမ့်လိုက် thank you မပြောချင် မပြောချင် အော် A frame မကြည့် A frame ဆိုတာဟုတ်တဲ့8ကနှိမ့်လိုက်တယ်တဲ့ သူဆွဲပြပါအေးပေါ့ အော်မတို့လား A frame နဲ့ song ရဲ့ keyboard symbol နဲ့ scratch နဲ့သူနားလေတယ်တဲ့အဲ့တော့ select a new key to continue တဲ့အဲ့တော့ငါတို့က thank you ဆိုတာနှိပ်လိုက်မှာကွာ thank you ဘာလို့မရ Happy. thank you မပြောချင်တာ အေး thank you မပြောချင် We. Play. Goodbye. Thank you. အော် thank you ခုမှပဲရတယ်ဒီထပ်ထပ် symbol on the keyboard to make a request Harry, yes. အော် तू စကားပြောလို့ပြောသလားအော် तू တည်ပေးမယ်တဲ့အော် तू တည်ခိုင်းတာ तू တည်ပေးမှာမဟုတ် तू တည်ခိုင်းလဲ တို့တယ်မ तू တည်ခိုင်းတာ carry yes တဲ့သလားအဲ့လို communicate လုပ်တာ okay နောက်တစ်ခုဘာလုပ်ချင်စူဇန်လုပ်လေTamuli does not understand Molly, could you slap Kanzi? ဒေါက်တာဆူဒေါက်တာဆူ Slap Kanzi. You slap Kanzi. ဒီကနားမလဲခံစီကနားလေ ဟောတဲ့နေရာမကောင်း Give Kanzi a hug. Molly, did you groom Kanzi? ရုံးလုပ်ပြီ He's asking you to groom him. Look, you put your hand up there. ဟောနားလဲနော် နားလေသူကအရင် smart ဖြစ်တယ်သူလားသူ့ကောင်စိုးလေးပြောလို့မှတလားဝမ်းနေဝါနားလေတလားနားလေ good တကယ်လားသိရောပြမလာကိုကတ်မကူ နားလေတလားဒီမှာလေး good Good. ငါတို့ဗမာပြည်မှာဒါဒီလိုမျိုး resources တွေရှိမယ်ဆိုရင်ဒီလိုမျိုးသိရမလားမျက်စိဖွင့်မိမှလို့ရှိရလို့ငါတို့ဒီထက်ပိုပြီးတော့တော်တဲ့တက်ကလေးတွေအများကြီးမွေးထုတ်ပေးနိုင်ပါကွာသိရမလားဗမာပြည်မှာဘာမှမရှိရတော့မှပဲမြန်မာတွေဘယ်လောက်တော်လဲသိရမလားလိုမျိုးသာငါတို့ဟိုတင်မိမဲ့လူမျက်စိဖွင့်မိမဲ့လူရှိရဆိုရင်နေရာဒေတာအလိုက်ကွာဘာသာအရက်လိုက်မှာထိုးချွန်တဲ့ကလေးအများကြီးထွက်လာမှာအခုပဲကြည့်လေဘာမဟုတ်တဲ့ဒီကြောက်ကလေးတောင်မှပဲကြောက်ကဘလို့ဖြစ်ပေါ်လာတာ chemistry ရဆိုရင်ဘလို့မျိုးအထဲမှာဟိုပေါ့နော် element တွေပါတယ်ဆိုတော့တခြားရှင်းပြထားတာကွာသိပ္ပံတွေရရှင်းပြထားတာသိရမလားပြီးတော့ဒီကြောက်တွေကိုဗမာသူတို့ရှာဖွေတွေ့ရှိရဲအဲ့ကြောက်တွေကိုဘယ်နေရာမှာအသုံးပြုလို့ရတယ်ဆိုတော့အကုန်လုံးကွာသိရမလားလောက်ကြတာဆိုတော့ဘယ်လောက်စိတ်ဝင်စားဖို့ကောင်းလဲနော်လူဆိုလဲလူအလျောက်နှစ်ပေါင်း9သိန်းကလူကဘယ်လိုလဲသိရမလားနှစ်ပေါင်း1000ခွဲလူကဘယ်လိုလဲအဲ့လိုမျိုးတွေဆိုတော့ရောက်တော့ငါဆိုညှိခင်နိုင်ကြရတယ်တလားငါတို့မှလိုမျိုးအခွင့်အရေးမရှိခဲ့ဘူးပေါ့နော်โอเคပါဒီနေ့ကတော့မေနဲ့တူတူမြူဇီယံကိုလိုက်လာပေးတဲ့တငယ်ချင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်စူဇန်နဲ့အတူရှောက်သွားရှောက်စားလုပ်လိုက်ပါအောင်မေရှင်အားလုံးပဲဒါ professional နေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် bye bye